အတိကအဖြစ်တွေကိုကျွန်တော်တစ်ခုပြီးတစ်ခုဒီနေ့မှာအာရုံပြုသွားမယ်။နောက်ကဘက်တော့ထဲမှာကျွန်တော်တို့ကပြောထားတယ်ဒီအဖြစ်တွေရှိတယ်ဆိုရင်ဖြာသခင်တွေကိုကျွန်တော်ပြန်လဲ။တကယ်ယေရှုကသတင်းစကားပေးခဲ့တဲ့သူရဲ့တပည့်တော်တွေကိုတွားပြီးတော့ဟောကြားပါတဲ့နော်။ဘာဟောကြားလဲ။နောင်တရကြတော့နောင်တတရားကိုဟောပြောရမယ်။နောင်တရပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်တည်လို့နေပြီဆိုတော့ဟောပါတဲ့ပြီးတော့အခုနောက်ပိုင်းကျတော့ဒီနေ့အခုစာရေးသင်္ကန်းဘုရားသခင်ထာဝရအေဝံဂေလိတွေစကားကိုဟောပါအဲ့တော့ဒီလိုမျိုးသတင်းစကားတွေပေးတဲ့အခါမှာကျွန်တော်တို့နောင်တရဖို့ကဥမာအပြစ်ရှိတယ်ဆိုတာသိမှနောင်တရလို့ရပါအဲ့တော့အပြစ်မရှိဘူးဆိုတော့ကျွန်တော်ရင်ပတ်ရောကော့ပြီးတော့ကျွန်တော်တော့လည်းကအပြစ်မရှိဘူးဒါပေမဲ့ကျွန်တော်တို့တတိပဋ္ဌာန်းမိလိုက်တဲ့အပြစ်၄မျိုးကျွန်တော်တို့ရှိနေကြတယ်အဲ့တော့တစ်ခုမဟုတ်တစ်ခုတော့ကျွန်တော်တို့မှထိပါပါနော်အဲ့တော့ကျွန်တော်ခံယူပြီးတော့ဒီအပြစ်တွေရှိတယ်ဆိုရင်ဘုရားသခင်ဘက်ကိုပြန်လဲဖို့ရအတွက်ကျွန်တော်တိုက်တော်ချင်တယ်ဟုတ်ပြီနံပါတ်1အပြစ်တစ်ခုကကျွန်တော်ဘယ်မှာတွေ့လဲဆိုရှင်ယာကုပ်ဩဝါဒစာခန်းကြီး4ငယ်7ကဲဖတ်မနော်ထိုကြောင့်ကောင်းသောအကျင့်ကိုသိပြည့်မကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏အဲကောင်းသောအကျင့်ကိုသိပြီးတော့မကျင့်ဘဲနေတဲ့လူကအပြစ်တဲ့ကဲကျွန်တော်တို့ထဲမှာကောင်းတဲ့အရာတွေကိုမလုပ်ဘဲနေတဲ့လူရှိလားရှိလားကောင်းတဲ့အရာတွေပါလေဟမ်ဒီများကိုကြည့်ရမယ်မကူညီအပြစ်ကျမ်းစာဖတ်ရမယ်မဖတ်ဘူးဆိုရင်အပြစ်ဆွတောင်းရမယ်ဆွတောင်းဆိုအပြစ်ဟုတ်လားနော်ကောင်းသောအရာတွေကိုကျွန်တော်တို့လောက်ရမှာသိရသားနဲ့မလုပ်ဘူးမကျင့်ဘူးဆိုရင်အပြစ်ရောက်တယ်အဲ့တော့ဒီအပြစ်များကျွန်တော်တို့မှာရှိတယ်ဆိုရင်ပြန်လဲလိုက်ခဲ့ပါရတဲ့ခင်ကျွန်တော်တို့ဖိတ်ခေါ်နေရှိချစ်ချစ်ဝေးတော့ပြောတော့ဒုတိယအပြစ်တစ်ခုကကျွန်တော်တို့တိမောသေဩဝါဒစာပထမစာခန်းကြီး6ငယ်30ပါအကြောင်းမူကားငွေကိုတတ်မဲ့ခြင်းသည်မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်ဖြစ်သည်ငွေကိုတတ်မဲ့ခြင်းမကောင်းတဲ့အရာတွေရဲ့မူလအမြစ်အဲ့တော့ငွေကကျွန်တော်တို့အခုလာရှာနေကြတာပဲเนาะငွေမရှာရလို့ရှိလားတရားမရှိငွေလာရှာကြတယ်ဒါပေမဲ့ငွေကိုရှာခြင်းနဲ့ငွေကိုသုံးခြင်းနဲ့ငွေကိုတတ်မဲ့ခြင်းနဲ့ငွေကိုလိုအပ်ခြင်းနဲ့ငွေကိုတတ်မဲ့ခြင်းနဲ့မတူဘူးเนาะငွေကိုတတ်မဲ့လာတဲ့ခါမှာကျွန်တော်တို့ဘာမဆိုလုပ်ဖို့ဇင်းနေရှိတယ်ငွေကိုတတ်မဲ့လာတဲ့ခါမှာမတရားတဲ့နေလည်းကျွန်တော်ရှာချင်လာတယ်အဲကျွန်တော်ထောင်ထဲကိုတလားတစ်ခါသွားလေအဲ့မှာဘယ်သူတွေတွေ့ရလဲဆိုတော့ဆေးမှုเนาะဆေးကုန်ဘူးတယ်ဆေးရောက်တယ်နော်ဆေးသုံးတယ်ငွေကိုတခြားမကန်တဲ့နီးနဲ့ရှာရောက်တကယ်ချင်းတယောက်ပြောပြတယ်နော်ကြောက်တဲ့တော့ငါတော့ကြီးလိုက်ရင်အသေးပြခွေးပြပါဦးတမရပဲတိုက်တယ်တမရပဲတိုက်တယ်အသေးပြခွေးပြတယ်ငွေကိုတတ်မဲ့အဲ့တော့ငွေကိုတတ်မဲ့ပြီးတော့အခုအချိန်ခါမှလည်းကျွန်တော်ဗါတယ်ငွေကိုတတ်မဲ့ပြီးတော့ဗါတယ်လောက်တာရှိတယ်စီကြောက်တွေရောင်းတာလည်းရှိတယ်ချဲထိုးတာလည်းရှိတယ်တီထိုးတာလည်းရှိတယ်ဘုရားခင်ကြိုက်လားအဲ့ဒီကြိုက်ဘုရားခင်ပါပဲခုနကျွန်တော်ပြောတယ်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားရှိမှုတော့ရှာပါနောက်မှတို့ရအောင်ထားရပေးမယ်တခြားတော့ရတယ်ကျွန်တော်ယုံရင်အဲ့ဒါထီထက်ပို့လို့သိချတယ်နော်ယုံနေဆိုရင်ထီထက်ပို့လို့သိချတယ်အဲ့တော့ငွေကိုတတ်မဲ့ခြင်းနောက်ကိုမလိုက်ပါနဲ့ငွေတက်မဲ့ဘုရားသခင်ပြောတယ်မင်းတို့ငါရဲ့ပစ္စည်းကိုခိုးတယ်တဲ့တက်မဲ့ဘုရားသခင်ပစ္စည်းကိုတော့ခိုးတယ်ဘာကိုခိုးလဲဆယ်ဘုတ်တဘုတ်နဲ့အလူမီတွေကိုခိုးတယ်တဲ့နော်တက်မဲ့
ဘုရားသခင်ကတော့မပြတ်တော့မလူမတန်းနိုင်လောက်အောင်ကျွန်တော်တို့ငွေကိုတက်မဲ့အဲ့ဒါကမကောင်းမှုတွေရဲ့ဘူလာကျွန်တော်တို့ဘုရားသခင်သားသမီးတွေနဲ့ကျွန်တော်အနေနဲ့ပြန်ပြီးတော့တတိပေးချင်တာကနော်ဘုရားပြောလို့စီး6တွေရောင်းနေတယ်လေရက်လိုက်ပါကျွန်တော်ဒီမှာတော့မရှိပါဘူးနော်ဘိန်းတွေရောင်းနေဆိုရင်ရက်လိုက်ပါချဲထိုးတယ်ဆိုရင်လည်းရက်လိုက်ပါထီထိုးတယ်ဆိုရင်လည်းရက်လိုက်ပါဆယ်ဘုတ်ကမပေးဘူးဆိုရင်လည်းပြန်ပေးပါအလူငွေတွေမပေးဘူးဆိုရင်ပြန်ပေးပါဒါကကျွန်တော်တို့ဘုရားသခင်ထံကိုပြန်ပြောပို့ဆောင်ပေးမယ်ဖြစ်တယ်ကျွန်တော်မလုပ်ဆောင်ခဲ့ဘူးဆိုရင်ပြန်ပြောလို့ဘာကြောင့်လဲဘုရားသခင်အထူးသောကောင်းကြီးမင်္ဂလာကိုပေးခြင်းတဲ့အတွက်သာသမီတွေပြီးတော့စားဖို့အတွက်မဟုတ်နေတယ်တောက်ဖို့အတွက်မဟုတ်နေတယ်ဘုရားဘုရားသခင်နိုင်ငံတော်နဲ့ထောက်ပံ့ခြင်းတရားကိုရှာပါငွေကိုမတက်မဲ့ပါနဲ့ငွေလိုတယ်မှတ်တယ်ဘုရားသခင်ကောင်းကြီးပေးတာပဲဒီကောင်းကြီးတွေကိုကျွန်တော်တို့ရေတွက်တက်ပြီးတော့ဒီကောင်းကြီးတွေကိုကျွန်တော်မမှန်ကန်ကန်သုံးချတတ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒီငွေတက်မဲ့ပြီးတော့ကျွန်တော်လုတ်တော့အရာတွေမကောင်းတဲ့အရာတွေလုပ်မိရဆိုရင်ပြန်လဲပါကောင်းတဲ့အရာကိုမလုပ်ဘယ်နဲ့နေခင်းမိရဆိုရင်ဘုရားသခင်ပြန်လဲပါလို့เนาะကျွန်တော်ဒီတတိပေးချင်ဒီဒုတိယအဖြစ်ပေါ့နော်ဟုတ်ပြီနောက်တတိယအဖြစ်တတိယအဖြစ်ကတော့ရှင်ယောဟာဩဝါဒစာပထမဆုံးခန်းကြီး3ငယ်4မှာဒုစရိုက်ကိုပြုသောသူမိဒီကပညတ်တော်ကိုလွန်ကျူး၏ဒုစရိုက်ဒီကပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သည်ပညတ်ကိုလွန်ကျူးရပါကြလေဖြစ်ဒုစရိုက်ကိုပြုသောသူကပညတ်တော်ကိုပြုတယ်ပညတ်တော်ကိုပြုခြင်းကဒုစရိုက်ဆိုတာကပညတ်တော်ကိုပြုခြင်းဖြစ်တယ်ဖြစ်နော်ပညတ်တော်ကိုလွန်ကျူးခြင်းကဘာပညတ်တယ်လဲဘုရားသခင်ချပေးထားတဲ့ပညတ်တွေဘုရားသခင်ရဲ့လက်တော်နဲ့ကိုယ်တိုင်လက်ညှိုးတော်နဲ့ရေးခဲ့တဲ့ပညတ်တွေကိုကျွန်တော်တို့ကြည့်ချင်ဒီပညတ်တော်ဘုရားသခင်လက်ညှိုးတော်နဲ့ရေးထားတဲ့ပညတ်တွေကဘာပညတ်လဲအမှန်တပါဖယားကိုကျွန်တော်တို့ဖယားကလွယ်ပြီးခြားရတယ်ကိုယ်ပဲမိပြီလားဘုရားသခင်ကိုပြန်လဲပါရုပ်ထုတွေကျွန်တော်ကိုယ်ပဲမိနေသလားရုပ်ထုဆိုတော့ဘာလဲဘုရားသခင်ကျကျွန်တော်တို့ပုံပြတံမိုးထားတဲ့အရာတွေရှိနေလားကျွန်တော်တို့ဘာတတ်တာမှာကိုရီးယားကားတို့ဘာဇလန်တွေတို့ညာအင်တာနက်တို့ဖုန်းဘုရားထက်ပို့ပြီးကျွန်တော်ဦးစားပေးတဲ့အရာတွေရှိနေလားအဲ့ဒါတွေကိုပြန်ပြောလေဘုရားသခင်ရဲ့နာမကိုကျွန်တော်ဥဒါနဲ့ဆိုင်တဲ့မမနဲ့စကားတွေပြောမိနေလားပြန်ပြီးတော့ဘုရားသခင်ပြန်လဲပါဥပုံနေ့ကိုကျွန်တော်ရှုပ်ချပြီးနေလားဘုရားသခင်ငါရဲ့ဥပုံနေ့ဖြစ်တယ်ပြောတာလေငါရဲ့ဥပုံနေ့ကိုကျွန်တော်ရှုပ်ချပြီးနေလားဥပုံနေ့မှာကိုယ်ကိုမပြုကိုယ်လိုလိုက်ကိုစကားကိုပြောပေးနေရမယ်ဆိုတော့ကျွန်တော်ပြုမိနေလားဘုရားသခင်ကိုပြန်လဲပါမိဘကိုမယုံမသိပြုနေလားပြန်လဲပါလူတက်တတ်မိနေလားပြန်လဲလူတက်တတ်တာပါလေဒါနဲ့တော့လိမတတ်တာသခင်ရှိပါပဲညီကိုအထောက်မတန်အမျက်ထွက်ရင်တတ်တာနဲ့တူပဲနော်ညီကိုချိန်စဲရင်တတ်တာနဲ့တူပဲဒီကောင်ကโอเคနေတာရက်မှာမီးရှို့ခြင်းကိုခံထိုက်တယ်ညီကိုချိန်စဲတယ်အဲ့တော့သူတစ်ပါးကိုချိန်စဲလိုက်ခြင်းဟာလူတတ်တာသူတစ်ပါးကိုအထောက်မတန်ပြည့်ထွက်တော့နော်အဲ့လိုသာထွက်တယ်ဒေါသထွက်ပြီးလူရပါလေဘာမှမမြင်တော့လူတတ်တာနဲ့တူတူပဲလူတဲ့တတ်မိတယ်အဲ့ဒီနီးနဲ့တတ်မိတယ်ဆိုရင်နော်ဒေါသတွေထွက်တယ်ချိန်ကျဲတယ်ကြောက်မကောင်းချက်တယ်တင်းတုတ်တယ်နော်ဒါတွေရှိတယ်ဆိုရင်ဖျက်ခင်ရုပ်ပြန်လဲပါနော်ဒီပညာတရားဒီဒုစရိုက်တွေကိုမပြေပါဘူးလူများဥစ္စာကိုကိုးမိလားယမနာဆိုသေးကျွန်တော်ရဲ့အမှတရားပစ္စည်းကိုခံရတယ်ပစ္စည်းကိုတော့ဒီဘုရားဒီဘာလို့ပြောတာနေနော်ဘုခါတဲ့လူကတော့တော်တော်လေးကိုစားရရနော်ဒါပေမဲ့
ကျွန်တော်စိတ်မှာခိုးတဲ့လူလည်းပြောငါ့ကိုမိတော့လို့ညင်နော်အဲ့တော့ခိုးမိတော့အရာများရှိတယ်ဆိုရင်နော်ပြန်ပြီးတော့ပေးလိုက်ပါနော်နောက်ပြီးတော့ဒီများသားများကိုပြစ်မှာရှိသလားဒီများသားများကိုပြစ်မှာဒါရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်လဲပါတကယ်ရှိမှပြောတယ်သားများပြစ်မှာတာဘာအိတ်ရလားသွားအိမ်မှာပြစ်မှာလားအမျိုးသမီးတယောက်ကိုကြည့်လိုက်တယ်အမျိုးသားတယောက်ကိုကြည့်လိုက်တယ်ကိလေသာစိတ်နဲ့ပြစ်မှာတဲ့စိတ်နဲ့ကြည့်လိုက်ရင်ဒီအမျိုးသမီးနဲ့ဒီအမျိုးသားနဲ့ဟိုကျွန်တော်ပြစ်မှာပြီရဲ့အဲ့တော့ဒီစိတ်တွေရှိတယ်ဆိုရင်နော်အမျိုးသမီးဆိုရင်လည်းညီမလိုအမလိုအမေလိုပဲပေါ်ထားပါအမျိုးသားဆိုရင်လည်းအကိုလိုညီလိုမောင်လိုအဖေလိုပေါ်ထားတကယ်ချင်းလိုပေါ်ထားပြီးတော့ပြစ်မှားတဲ့စိတ်ကိလေသာစိတ်မကြည့်ပါနဲ့နော်ဒီကတော့ကျွန်တော်ပြောတာအဲ့တော့ဒီပညာတရားတွေကိုဘယ်လိုကျိုးပြီးစီနေနောက်ပြီးတော့မမနဲ့တက်တွေကိုမခံနဲ့နော်မခံနဲ့တက်တွေဟုတ်မှလည်းတော့လိုက်လို့ဆွဆွဲပြစ်တင်6တွန်းနော်ဒီအရာတွေမလုပ်ရဘူးနောက်ပြီးတော့မြတ်သားများကိုတတ်မဲ့ရဘူးကြာဥစ္စာပစ္စည်းကိုတတ်မဲ့ရဘူးတတ်မဲ့ခြင်းတွေရှိတဲ့ကျွန်တော်တို့ပြန်ပြီးဖျားတဲ့ဒီကိုလဲပါဒါကတော့တရားအဖြစ်ကျွန်တော်တို့မှကျိုးလွန်နေခဲ့ဆိုရင်ဒီအရာတွေပြန်ပြီးတော့လဲဖို့ရတဲ့ခင်ကျွန်တော်တို့အဲ့ခေါ်တဲ့ဟုတ်ပြီနောက်ဆုံးလေးချက်အပြစ်လေးချက်တရားဟောအကျမ်းခန်းကြီးရှေ့ကဆက်တက်ပါပြေလားဒါတွေ့ပါမလားယနေ့ငါဆက်ဆိုသောစီရင်ထုံးဖွဲ့ချက်ပညတ်တရားတော်တို့ကိုသင်သည်မဆောင်သင်ဤဘုရားသခင်သာဝရဘုရားကိုမိလျော့သောအပြစ်ကိုတတိနဲ့ရှောင်တော်ဘုရားသခင်မိတဲ့အပြစ်ကိုရှောင်ပါတယ်နော်ဘုရားသခင်ကျွန်တော်မိလားမိတယ်နော်ခါလေးဘယ်နဲ့ဆိုစီပေါင်းလိုက်ဆိုတော့အာမင်ဒုံသွားပြီးတော့ထွက်အဲ့ဒီစုတောင်းတဲ့နေရာနေထွက်တယ်နဲ့မိတယ်ပဲဆက်တယ်တော့ချာဒီနေ့ကိုတတိပြရတော့ပြန်လာမှတခါအော်တရတာစုတောင်းလိုက်တော့ချပေးစားကြည့်တယ်ရရှိတာလက်တလောက်နဲ့ပဲတော့ဘုရားသခင်ကိုလေးလေးနည်းနည်းဒီနေ့နေ့တိုင်းသွားလာတဲ့အတက်တာမှာဘုရားသခင်တတိယဘုရားသခင်လို့ရှိဘုရားသခင်ကကျွန်တော်တို့ကိုစကားပြောခြင်းကျွန်တော်ဆုတောင်းတဲ့အခါမှာလေနော်ဆရာကြီးတယောက်ပါပြောလို့ဆုတောင်းတဲ့အခါမှာတဲ့နော်အာမင်ပြီးရတယ်ခဏလေးစောင့်ပါတဲ့နော်အာမင်ပြီးရတယ်ခဏလေးနားထောင်ပါတဲ့အဲ့နားထောင်တဲ့အကျင့်ကိုလုပ်ပါတယ်အဲ့နားထောင်တဲ့အကျင့်ကိုလုပ်ရင်ဘုရားသခင်ကျွန်တော်တို့စကားပြောတယ်ကျွန်တော်ကြားရတယ်အဲ့ဒီနားထောင်တဲ့အကျင့်ကိုလုပ်ရင်ကျွန်တော်ကြားမယ်ဘုရားသခင်ပေးတယ်အများဆုံးပြောကျွန်တော်အာမင်ဟုတ်နော်လာမယ်ဒီခါလေးမော်လည်းတော့ပြင်မလာတာဒီလူကောင်းတော့စူတောင်းလို့အေးပြောတော့နော်အဲ့တော့ဒီလိုမျိုးတွေမဖြစ်ဘူးနော်ဖျားသခင်ကိုတတိယကိုတနည်းလုံးမနဲ့ထားတာနဲ့ညနေမိုးလို့အိယာကြီးအိယာလည်းပြန်ဝင်လာတဲ့အချိန်တနည်းလုံးရဲ့လှုပ်ဆောင်မှုတိုင်းပါအဲ့ဒါတတိယဖျားနဲ့တို့နေ့တိုင်းရှောက်သွားဖို့ဘုရားသခင်လို့ရှိတယ်ကောင်းကင်နိုင်ငံအရှင်လန်းတက်သွားတဲ့လူတွေမှာအေးနောက်ဝါဆိုရင်ဘုရားသခင်နဲ့အထူးသွားရင်တဲ့300ကျော်ဘုရားသခင်နဲ့အထူး6သွားတယ်ဘုရားသခင်နဲ့အထူး6သွားတယ်ဆိုတော့ဒီလိုနော်ဘေးချင်းဆိုင်နဲ့6သွားတာဟုတ်ဘူးနော်သူ့ရဲ့နေ့စဉ်တက်တာမှာနေ့တိုင်းတွေ့လို့သမျှတိုင်းမှာသူကဘုရားသခင်ကိုအမြဲတမ်းပဲဆိုတော့ဒီထားတယ်အမြဲတမ်းတွေ့ဘုရားအမြဲတမ်းဆက်တွေ့တဲ့စကားပြောတယ်အဲ့ကျွန်တော်တို့မှာအဲ့ဒီအခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးရှိတယ်အရင်တော့ဆိုရင်တော့နော်ဒီခုနဆရာပြောခဲ့ပြီဣသရေလလူမျိုးတွေဘုရားသခင်ရှာရှင်ပြေတော့သွားတယ်ဗိမာန်ကတဲတော်သွားတော့တဲတော်သွားပြီးတော့အပြစ်လို့ရဆိုရင်အမှသွားပြီးတော့ဆုတောင်းရတယ်ဒီပြောခေရဆုတောင်းပြီးတယ်ဆိုရင်အပြစ်လို့ခေရတယ်ဒီလိုဒါပေမဲ့အခုကကျွန်တော်ရဲ့ဒီပြောဟိတ်ကြီးကဘယ်မှာရောက်နေလဲအဲ့ဒါရုံမြင့်တဲ့စကားတွေအခုဘယ်မှာရောက်နေလဲကောင်းကင်ရဲ့ဗိမာန်တော်မှာအသက်ရှင်သောခါမှာကျွန်တော်တို့တွေရှိနေလိုက်ပြီစကားပြောအဲ့တော့ခင်ဗျတို့ကမပြောလဲငါ့ရဲ့နာမကိုမ
မြင်ပြု၍တောင်းသမျှကိုပါပေးမယ်အဲ့တော့အမြဲတမ်းပဲခင်တဲ့အတူသွားလာဖို့ဘုရားခင်လုပ်ချင်အဲ့ဒီနေ့စကားပြောခွင့်ရှိတယ်ရောဟိုအောက်လိုင်းကဘုရားကျောင်းမှာလာပြီးတော့ဘုရားဟောစားတယ်လာဆူတော်မှာဟုတ်အဘန်တော့မှာမဟုတ်နေ့တိုင်းသက်တာနေ့တိုင်းနေ့စဉ်နေ့တိုင်းရှောက်လာတဲ့သက်တာဘုရားနဲ့အမြဲတမ်းဆက်တယ်ခင်ယေရှုရဲ့နာမည်ကိုနေ့တိုင်းခေါ်လို့ရတယ်အချိန်တိုင်းစက္ကန့်တိုင်းခေါ်ခွင့်ပေးထားတယ်အဲ့ဒါကြောင့်လို့နော်ဒီမှာဘုရားသခင်ကမေ့လျော့သောအပြစ်ကိုတတိယရှောင်ပါဘုရားသခင်ကျွန်တော်တို့မှာစီရင်ထုံးခွဲချက်တွေပေးထားတယ်ပြည့်ညတ်တရားတော်တွေကိုပေးထားတယ်ဒီအရာတွေကိုမဆောင်မနဲ့ဘုရားသခင်မေ့လျော့တဲ့အပြစ်တွေကိုမပြုလုပ်မိပါစေနဲ့နော်အဲကြောင့်ဘုရားသခင်မနဲ့ဘုန်းကြီးလည်းဟာလို့ပြောလည်းမြန်လိုက်တာဘုရားသာဘာလို့ကိုလည်းမေ့တောင်းလို့လည်းမေ့ဒီနေ့လုံးလည်းမေ့နော်အဲ့တော့ဒီလိုမေ့ခြင်းကိုရှောင်ပါနော်ဒီလိုမေ့ခြင်းအပြင်ကျွန်တော်ကျူးလွန်တဲ့အပြစ်တွေကိုရှောင်ဖို့ရအတွက်ဖြစ်တယ်ဟုတ်ပြီပြည့်လေးမျိုးပြီးသွားပြီနံပါတ်1ကပါလဲကောင်းတဲ့အကျင့်ကိုမကျင့်အပြစ်ကောင်းတဲ့အကျင့်ကိုသိရသားနဲ့မကျင့်ရင်ဖြစ်ရှိနော်နံပါတ်2ငွေကိုတက်မဲ့ခြင်းဆိုရင်ပြေနံပါတ်3ပြည့်တော်ကျူရလည်းပြည့်တော်ကျူရင်ဖြစ်ကြည့်နံပါတ်4ဖြစ်ကြည့်ရတယ်ပြောမေးလေကိုချစ်တဲ့လူကိုမေးဘယ်လိုနေလဲနော်ချစ်တဲ့လူကိုမေးဘူးလားဒီမွေးနေကိုမေးဘူးလားမင်းနေမေးဘူးလားကျွန်တော်မွေးနေမေးဘူးလို့ဆရာမကျတော့စိတ်ဆူတယ်မချစ်တဲ့လူရဲ့မွေးနေမေးနော်အဲ့တော့ကိုချစ်တဲ့လူမေးလို့ရတယ်မေးလို့မရဘူးများတော့ကျွန်တော်မေးလို့မရဘူးနော်အဲ့တော့ဘုရားလည်းခင်အောင်လေကျွန်တော်မေးပါနဲ့နေ့တိုင်းအဲ့ဒါပတိယပါအဲ့အတူသွားပါဒီပြည့်တွေကိုရှောင်ချက်ပါဒါကဒီနေ့နော်ကျွန်တော်အားပေးခြင်းနဲ့အကြောင်းအရာတွေဖြစ်ပါနော်ကျွန်တော်တယောက်စီဒီအပြည့်လေးမျိုးကိုရှောင်ပြီးတော့ဘုရားသခင်ကိုပြန်ရောက်အရောက်လမ်းနိုင်တော့ကဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးခေါ်ကြကောင်းချီးချပေးပါစေ